အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လေချင်းခန်းကိုကျူးစားပန်းစားလောက်နေတာနဲ့ဘာလို့ပို့ပြီးပြစ်မှန်းလာတာလဲဆိုတဲ့အဖြေကိုအထူးထူးရှာကြည့်ကြအောင်ဂျင်မာလဲအသေးအခြေကစားတယ်အပြေးလဲလေ့ချင်တယ်ဒါပေမဲ့အားရင်နေပြေးဝပြီးလန်းဆန်းနေမယ်အစားအရင်အထက်တောင်ပို့ပြီးနှုံနေတယ်လို့ပဲဒီလိုခံစားချက်မျိုးကြုံဘူးကြလားတော်တော်လေးတော့စိတ်ညစ်စရာကောင်းတဲ့မိခွန်ကြီးနော်ကဲဒါဆိုအဖြေရှာကြည့်ကြတာပေါ့ဒီလိုမျိုးနားမလည်နိုင်အောင်ပဲမန်းနေရတဲ့နောက်ွယ်ကအဓိကတရားခန်းကဘာတူဖြစ်မလဲအများစုကတော့ low energy availability အတူကောက် LEA လို့ခေါ်တဲ့အခြေအနေကြောင့်ဖြစ်နေတာပါတယ်လေအေးဆိုတာဘာလဲဆိုတော့ရှင်းရှင်းလေးပဲကိုယ့်ရဲ့စွမ်းရည်ပန်းအကောင့်ထဲကိုဝင်ငွေထက်ထွက်ငွေကပိုများနေတဲ့သဘောမျိုးပေါ့ဆိုလိုတာကလေ့ကျင့်ခန်းလူသုံးလိုက်တဲ့ကယ်လိုရီတွေနဲ့အစားအသောက်ခနဲ့ပြန်ရတဲ့ကယ်လိုရီတွေမများတော့တာကိုပြောတာပါအဲ့ဒီမှာအရန်ကိုအရေးကြီးတဲ့အချက်တစ်ခုရှိတယ် LA ဆိုတာကလည်းတမင်တကာအစားလျှော့တာတို့ eating disorder တစ်ခုကိုပြောနေတာလုံးဝမဟုတ်ဘူးနော်ကျန်းမာအောင် fit အောင်ကြိုးစားနေရင်လည်းတော့ကိုယ်တိုင်မတိလိုက်ပဲဖြစ်သွားနိုင်တဲ့အခြေအနေမျိုးပါကဲဒီတရားခံကိုဖမ်းဖို့တဲလွန်စားတွေစုကြအောင်အခုပြောမယ့်လက္ခဏာတွေတဲကကို့မှာရောဘယ်နှခုလောက်များရှိနေမလဲဆိုတာတေချာလေးတတိထားပြီးနားတောင်ကြည့်နော် Okay ပထမဆုံးကထင်ရှားတဲ့တဲလွန်စားတယ်တခုကဘလို့မှရှစ်ဆက်မရလို့တို့ခံစားရတဲ့ပင်မနဲ့နိုင်မှုမျိုးပေါ့ပြီးတော့လေ့ကျင့်ခန်းလုပ်တဲ့အခါ performance တွေကျလာတာထူးထူးဆန်းဆန်းလေ့ကျင့်ခန်းလုပ်နေပါရင်ပိုင်းမှာအစီတွေဆူလာတာနောက်ပြီးမနေ့ဆို coffee မထောက်ရရင်လုံးဝမလန်းတော့တာမျိုးတွေပေါ့ဒါတွေက allergy ရဲ့အတိအဆုံးလက္ခဏာတွေပါပဲအဲ့ဒါဒီကအပြင်းပန်းမြင်ရတယ်လေအခုကတိမ်မမြင်သားတဲ့ဖုံးကွယ်နေတဲ့တဲလွန်စားတွေအကြောင်းပြောကြမယ်ဥပမာအိမ်မပြောတာဒါမှမဟုတ်အမျိုးသမီးတွေမှာဆိုရင်ယာဒီဆက်ဝန်းမမန်းတော့တာမျိုးပေါ့ဒါဒီအားလုံးကခန္ဓာကိုယ်ရဲ့ဟော်မုန်းစနစ်ကြီးတစ်ခုလုံးဖိအားတွေဝင်နေပြီဆိုတဲ့အချက်ပြတန်တွေပဲတကယ်ကိုအံ့ဩစရာကောင်းတာကဒီလိုအားရင်ချိုးတဲ့မူကလေရပ်ပိုင်းလေးရက်လောက်အတွင်းမှာတောင် thyroid ရဲ့လုပ်ငန်းဆောင်တာတွေကိုအစပြီးထိခိုက်စေနိုင်တယ်ဒီလောက်တိမ်ငွေတော့အဲ့လီကိုမကြခဏတတိမထားမိပဲလွတ်သွားတတ်တာပေါ့သွေးစစ်ကြည့်ရင်တော့ရဲလက်တွေကတိတိသားသားကြီးမဟုတ်ဘူးဥမာ ferritin လို့ခေါ်တဲ့တန်တက်တူလာမှုကနည်းနည်းလေးနည်းနေမယ် CRP ဆိုတဲ့ရောင်ရမှုပြကိန်းကအနည်းငယ်တက်နေမယ် estradiol လို့ခေါ်တဲ့ estrogen ကလည်းပုံမှန်အတိုင်းအတာထဲမှာတော့ရှိနေတယ်ဒါပေမဲ့အောက်ဆုံးမှာပဲကတ်နေတာမျိုးပေါ့ဒါဒီကတေးသေးလေးတွေဆိုပေမဲ့တကယ်တဲလွန်စားတွေပဲကောင်းပြီဒီအထိကြည့်ပြီးတော့ဒါဆို calorie ပိုစားလိုက်ရုံပဲပေါ့လို့တွေးနေပြီလားခဏလေးဒီကိစ္စရဲ့အဖြေကအဲ့ဒီလောက်မရိုးရှင်းဘူးတကယ် plot twist ကအခုမှလာမှာဟုတ်ပါပဲတနေ့တာအတွက်လိုအပ်တဲ့စုစုပေါင်း calorie ပမာဏပြည့်မီုံတစ်ခုတည်းနဲ့မလုံလောက်ပါဘူးတဲ့ဆိုလိုတာကတနေ့တာစားတဲ့ calorie စုစုပေါင်းအရေအတွက်မှန်းနေတော့မှအဲ့ဒီ calorie တွေကိုဘယ်ချိန်မှာစားလိုက်တယ်လဲဆိုတဲ့ချက်ကအရာအလုံးပြောင်းပြန်လှန်ဖြစ်နိုင်ပါတယ်ဒီမှာကြည့်စိတ်ဖီစီမှုမြင့်တက်စေတဲ့နေ့စဉ်ပုံစံတစ်ခု step 1မနက်အစောစီ workout လုပ်တယ် step 2ပြီးတော့အလုပ်များတာနဲ့ပဲဖြစ်အကြောင်းမျိုးနဲ့နေ့လယ်အထိဘာမှမစားဖြစ်လိုက်ဘူး step 3ညနေစာဒါမှမဟုတ်ညစာကြမှာတနေ့တာလုံးစားကိုစုပြီးအများကြီးစားလိုက်တယ်ဒီလိုပုံစံမျိုးနဲ့ရင်းနှီးနေလားဒါကအခန္ဓာကိုယ်ကိုတနေ့တာလုံးမှာအကြီးရဲ့စွမ်းရည်လောအောင်ဖြစ်စေတဲ့ပုံစံပဲအဓိကအချက်ကဒါပဲလေ့ကျင့်ခန်းလုပ်တဲ့ချိန်နဲ့အလံဝေးတဲ့ချိန်ကြားမှာကလိုရီတွေစားသုံးလိုက်တာကခန္ဓာကိုယ်ရဲ့ဟော်မုန်းစနစ်ကိုခမောက်ခမဖြစ်စေပြီးဖိစီးမှုကိုပိုတိုးစေပါတယ်ပြောချင်တာကဘလောက်စားလဲဆိုတာထက်ခန္ဓာကိုယ်ကအားရင်တကယ်လိုအပ်နေတဲ့ချိန်အထူးပတင်လေ့ကျင့်ခန်းလုပ်ပြီးချိန်ဝန်းကျင်မှာဖြည့်ပေးဖို့ကပိုရည်ကြည့်နေတာပါအဲ့ဒီလိုမှမဟုတ်ရင်ခန္ဓာကိုယ်က survival မှုဝင်သွားပြီးစိတ်ဖိစီးမှုဟော်မုန်းတွေထုတ်အားရင်တွေကိုခြွေတာတုံးဆွဲတော့တာပဲဆိုတော့အကြီးကအမှတ်ထားရမယ့်အချက်ကရှင်းလေးပါlow energy availability ကိုရှောင်ရှားခြင်းတယ်ဆိုရင်ဘယ်လောက်စားလဲဆိုတော့ what တခုတည်းကိုပဲကြည့်လို့မရတော့ဘူးဘယ်ချိန်မှာစားလဲဆိုတော့ when ကလည်းအင်မတန်မှအရေးကြီးတယ်ဆိုတာပါပဲဒီတော့နောက်ဆုံးအနေနဲ့ကိုဒီမေခွန်းလေးပြန်မေးကြည့်ဖို့ပါပဲငါခန္ဓာကိုယ်ကိုအာရင်ဖြည့်တင်းပေးနေတာလားဒါမှမဟုတ်မတိလိုက်ပဲနဲ့စိတ်ဖြည့်ဆည်းမှုတွေပေးနေမိတာလားအခုလက်ရှိလိုက်နာနေတဲ့အစားအသောက်နဲ့လေ့ကျင့်ခန်းပုံစံတွေအဖို့တစ်ချက်လောက်ပြန်ပြီးစမ်းစစ်တူးတက်ကြည့်ဖို့အချိန်တန်ပါပြီ